မြန်မာနိုင်ငံမှာအနေဆုံးလောက်ခလာစာတတ်မှတ်နိုင်တာကိုပြည်ပအဖွဲ့အစည်းတွေဖြစ်တဲ့ Fair Labor Association နဲ့ Ethical Trading Initiative တို့ကထောက်ခံကြောင်းအကြောင်းကြားစာကိုအလုပ်သမားအလုပ်အကိုင်နဲ့လူမှုဖူလုံရေးဝန်ကြီးဌာနကိုဇွန်လ14 ရက်နေ့ကပေးပို့ခဲ့တယ်လို့သိရပါဗျ။ Fair Labor Association မှာနာမည်ကျော်အဝတ်အထည်လုပ်ငန်းဖြစ်တဲ့ Adidas အပါအဝင်လုပ်ငန်း16ခုပါဝင်ပြီး Ethical Trading Initiative မှာ ARGO, H&M, Tesco လုပ်ငန်းတွေအပါအဝင်လုပ်ငန်း73ခုပါဝင်တာဖြစ်ပါတယ်။အကြောင်းကြားစာမှာအနေဆုံးလောက်ခလာစာတတ်မှတ်နိုင်ခြင်းကိုထောက်ခံကြောင်းနဲ့မြန်မာနိုင်ငံကထွက်ခွာသွားမှာမဟုတ်ဘဲဆက်လက်လုပ်ကိုင်သွားမှာဖြစ်ကြောင်းအထည်ချုပ်အလုပ်သမားတွေကိုအနေဆုံးလောက်ခလာစာတီးသန့်သတ်မှတ်ပေးမှာကိုစိုးရိမ်တဲ့အတွက်အခြားအလုပ်သမားတွေနည်းတူတန်းတူသတ်မှတ်ပေးစေခြင်းကြောင့်အကြောင်းကြားစာမှာပါဝင်ပါတယ်။ တီးတဲ့ဆိုတော့ဖနာကတော့တစ်ကမ္ဘာလုံးမှာရောင်းတာမင်းတို့အားလုံးသိတယ်ဆိုတော့အဲ့ဒါမျိုးကိုလုပ်တဲ့ကုမ္ပဏီကြီးတွေနော် H&M ဆိုတာခေတ်ပေါ်လူငယ်တွေဝတ်တဲ့ဟာတွေပေါ့နော်အဲ့ဒါတခုနောက်တစ်ခါ Gap ဆိုတာလည်းအဲ့လိုပဲ GB Gap Inc ဆိုတာသူတို့လည်း Old Navy တို့ဘာလို့ဆိုတော့ brand တွေပေါ့ brand တွေဈေးရမ်းကြီးတဲ့ဟာတွေပမာပြည်တော့ဈေးကြီးတာပေါ့နော်ဟိုဘက်မှာတော့လူငယ်အားလုံးဝတ်တဲ့ဟာတွေအဲ့ဒီအုပ်စုတွေကဘာပြောတာလဲဆိုတော့သူတို့ကဝင်ကြီးရှိကိုစာရေးတယ်သူတို့ကဒီနေသူလောက်ခလာမှလောက်ခလာစာတတ်မှတ်တာသူတို့သဘောတူတယ်တတ်မှတ်တဲ့လုပ်ဖြစ်တယ်နော်ဒီဟာကိုလည်းဒီလိုပုံမှန်လေးနဲ့လုပ်တဲ့ဥစ္စာကိုသူတို့လက်ခံတယ်အဲ့ဒါကြောင့်သူတို့ပြောတယ်နော်သူတို့အနေနဲ့ကတော့ဒီဘာလဲဆိုတော့အထည်ချုပ်လုပ်ငန်းကိုတက်တက်မဲ့နှိမ့်ပြီးတော့မပေးပါနဲ့တဲ့ဒီထဲမှာပါတယ်နော်နှိမ့်ပေးလို့ရှိရင်အထည်ချုပ်လုပ်ငန်းထဲမှာရှိတဲ့ထောင်ပေါင်းများစွာသောအလုပ်သမားတွေဒီပို့ပြီးဆင်းရဲကြတဲ့တာဖြစ်လိမ့်မယ်အဲ့တော့တနိုင်ငံလုံးတဝန်းကြီးပေးပါဆိုတာတစ်ချက်သူတို့ဒီမှာရေးထားတာရှိတယ်နော်အဲ့တော့သူတို့က3600ကိုသဘောတူလားဆိုတော့သူတို့မဖြေထားဘူးသူတို့ပြောပြထားတာကတပြင်းကြီးပေးပါဆိုတော့သူတို့ပြောတယ်နောက်တစ်ခါလောက်ခလာစာအနေဆုံးတတ်မှတ်တယ်ဆိုတာပုံမှန်ကန်တယ်လို့ပြောတယ်ဒါပေမဲ့လို့ရှင်လို့သမားတွေဒီလိုပုံမလင်းနဲ့လုပ်တယ်ဆိုတဲ့ဟာကိုကောင်းတယ်လို့ပြောတယ်နော်သူတို့ရဲ့ desire positive future ဆိုတာသူတို့အပေါင်းလက္ခဏာရှိတဲ့အနာဂတ်ဖြစ်ဖို့အတွက်ကြိုးစားရဆိုတဲ့အတွက်ကြောင့်သူတို့ဒီပါလဲဆိုတော့ထွက်မသွားဘူးဆိုတော့သူတို့ပြောတာနော်ဘာလို့ဆိုလူတွေကအခုပြောနေတာကဒါဆိုတော့ကျုပ်တို့ကပိတ်ပြီးတော့ထွက်သွားမှာပဲလို့ပြောတဲ့လူတွေရှိတယ်အဲ့တော့ငါတို့ဗမာပြည်မှာရှိတဲ့လူအများစုကဒုက္ခပါပဲအလုပ်တွေပိတ်ရင်တော့ဘယ်လိုဖြစ်မလဲဆိုတာမျိုးဖြစ်တယ်အဲ့တော့ပြန်ပြောချင်တာပါလဲဆိုတော့ခမည်းထွက်သွားတော့ခမည်းစိတ်ုံထွက်သွားတာပဲဖြစ်နေတယ်ကျုပ်တို့ရှိမှာတော့ဒီဝယ်တဲ့လူတွေကြံခဲ့အောင်ပါဟုတ်ပြီနော်အလုပ်ကတော့အပ်နေအောင် Adidas ကတော့အလုပ်အောင်ပါပဲဆိုတော့ပြောချင်တာက3600နဲ့လည်းသူတို့ပေးနိုင်တယ်ဟုတ်ပြီနော်ဒါပေမဲ့အထည်ချုပ်လုပ်ငန်းဖနက်ချုပ်လုပ်ငန်းတီးတတ်မတတ်မှတ်နဲ့သူတို့ပြောတဲ့ချက်ရနှစ်ချက်ကပါလဲဆိုတော့ဒီလောက်ခလာစာဒီမှတ်တဲ့တတ်မှတ်တဲ့စနစ်ဒီမှန်ကန်ဒီပြည်ပြည်စံလုံးစံထားနဲ့ကြိုက်တယ်ဒါကြောင့်လို့တတ်မှတ်ပေးပါသူတို့ဒါကိုကြိုဆိုတယ်နောက်သူတို့ဆက်ပြီးတော့အနာဂတ်မှာမြန်မာပြည်နဲ့အလုပ်လုပ်သွားမယ်ဆိုတော့သူတို့ပြောတာဖြစ်တယ်ဟုတ်ပြီနော်ဝေးမြင့်ဆိုပြီးတော့သူတို့စာပို့တယ်ဒါက Fair Labor Association ဆိုတာနော်ဒီအလုပ်သမားအခွင့်အရေးနဲ့ပတ်သက်လို့သူတို့မျှမျှတတလုပ်မယ်ဆိုတော့အုပ်စုပေါ့အဲ့ဒါကိုသဘောတူထားတဲ့ company တွေဒါအလုပ်သမားဘက်ကမဟုတ်တော့ဒါအလုပ်ရှင် site ကအလုပ်ရှင်တွေကအားလုံးကဒီလိုလုပ်ငန်းလုပ်တာသဘောတူတယ်လို့ပြောတာမှာ Adidas ဆိုတော့ company ကြီးပဲနော်ဒီမှာရှိတဲ့ company အကြီးတွေရှိတယ်အဲ့ဒီ company တွေကနော်အဲ့ဒါတွေကပြီးတာပန်တဂိုနာဆိုတာဒါအကြီးကြီးဖြစ်တယ်ဒါနောက်တစ်အုပ်စုဒါတအုပ်စုဒါနောက်တစ်အုပ်စုနောက်တစ်အုပ်စုမှာလည်းအဲ့လိုပဲသူတို့ပြောပြထားတယ်သူတို့ဒီအထည်ချုပ်လုပ်ငန်းကိုတီးတာနှိမ့်ပြီးတော့မပေးပါနဲ့နှိမ့်ပေးရင်လျံဒုက္ခရောက်တယ်သူတို့ပြောတယ်အဲ့ဒီမှာပါတဲ့ company တွေကဥမာ Gap Inc ဆိုတာပါတယ် H&M ဆိုတာပါတယ်နောက်တစ်ခါ Inditex ဆိုတာပါတယ် Marks and Spencer ဆိုတာပါတယ်เนาะနောက်ပြီးတော့ဒီ N Brown ဆိုတဲ့ဥစ္စာပါတယ် Primark ဆိုတာပါတယ် Tesco ဆိုတာကုန်တိုက်ကုန်ပါဟိုကျွန်တော်ငါတို့ဟို Ocean တို့ဒီဗာလဲဒီဟိုတခြားကုန်တိုက်ကြီးတွေလို့ပေါ့เนาะအဲ့လိုကုန်တိုက်ကြီးတွေဆိုတော့သူကုန်တိုက်ဆိုတော့သူကအထည်ချုပ်တွေမကားတော့တခြားပစ္စည်းတွေစားတောက်ကုန်လုံးကပဲဖြစ်ဖြစ်ဟလာသူတို့ရှိမှလည်းဒီစပင်ညတဲ့ဟာပဲဖြစ်အဲ့ဒါတွေအားလုံးရှိတဲ့ကုန်တိုက်တွေလည်းသူတို့ဒီလည်းဒီဟောက်လက်ခံတယ်ဗမာပြည်ကထွက်မတော်ဆိုတော့သူတို့ကပြောတာအနည်းဆုံးလောက်ခလာစာကိုအစိုးရက3600ကျပ်သတ်မှတ်ပေးဖို့စီစဉ်နေပေမဲ့အထည်ချုပ်လုပ်ငန်းရှင်တွေကကန့်ကွက်နေကြတာဖြစ်ပါတယ်